Prototype က Hacky Wacky ကိုဘာလို့တတ်ခဲ့တာလဲ Chapter 5မှာအမားတို့ရဲ့ Chapter 1ကရန်သူဟောင်းကြီးဖြစ်တဲ့လက်တစ်ဖက်ပဲကျန်တော့ပြီးအနာပလာတွေပါနေတဲ့ Hacky Wacky ကြီးနဲ့ပြန်ဆုံတွေ့ရပါတယ်ဒီ Hacky က Chapter 1မှာဂျွန်နီကိုမတတ်နိုင်ခဲ့တဲ့ပြင်သူ့ကိုစက်ယုံအောက်ခြေကိုပြုတ်ကျသွားအောင်လုပ်ခဲ့တာပါဒီ Chapter 5မှာတော့ဂျွန်နီကတီတီလေးလွတ်အောင်ပြေးခဲ့ရပြီးဒီ Chapter 5မှာတော့ဂျွန်နီကတီတီလေးလွတ်အောင်ပြေးခဲ့ရပြီးနောက်ဆုံးမှာတော့ Hacky ကဂျွန်နီကိုဖမ်းမိသွားပါတယ်ဒါပေမဲ့ Hacky ကဂျွန်နီကိုမတတ်ခင်လေးမှာပဲညနေချင်းဆိုင်မှာရက်နေတဲ့ KC မီစီကိုမြင်ပြီးရက်သွားပါတယ်သူတို့နှစ်ယောက်ကတယောက်နဲ့တယောက်အော်တန်တွေနဲ့ဆက်သွယ်ရင်းရန်လိုနေပုံပေါ်ပါတယ်တကယ် one vs one အကျိတ်နဲ့ခြားကြတော့မလို့ဖြစ်နေတာပါသူတို့ကိုချင်းချင်းပြန်ချရင်လည်းကြည့်လို့တော်တော်ကောင်းပါပါဒါပေမဲ့နောက်ဆုံးမှာတော့ KC ကရန်လိုစိတ်မရှိတော့ပဲသူ့တငယ်ချင်းအောင် Hacky ကိုစိတ်ပူနေတဲ့ပုံစံနဲ့ကတ်သွားပါတယ်သူမက Hacky ကိုထိဖို့လက်ကမ်းပေးလိုက်ပါတယ်သူတို့ဖြတ်တန်းခဲ့ရတဲ့စိတ်တန်ရာတွေပြီးမှသူတို့နှစ်ယောက်ပြန်လဲပေါင်းစည်းတော့မဲ့အချိန်လေးပါပဲဒါပေမဲ့သူတို့ထိခါနီးလေးမှာပဲ Prototype ကသူ့ရဲ့လက်သေးတွေနဲ့ဝင်ဆွဲပြီး Hacky Wacky ရဲ့ရှင်ဘက်ကိုဖောက်ဝင်သွားပါတယ်ပြီးတော့သူ့ကိုမြှောက်တင်ပြီးနှရံနဲ့စောင်းရိုက်လိုက်ပါတယ်ကျမ်းပြင်ပေါ်မှာရေရဲဆက်ဆက်ပြစ်ချခဲ့ပါတယ်ပြီးတော့ Prototype က KC မီစီကိုပါတပ်ပြစ်လိုက်ပါတယ်အကြောင်းရင်းကတော့ Poppy ကို KC ကတောက်လျှောက်ကူညီပေးခဲ့တာမလို့ပါဒါဆို Hacky Wacky ကို Prototype ကပါလို့တတ်လိုက်ရတာလေ Hacky ကနှစ်ပေါင်းများစွာတစ္ဆာရှိတဲ့လက်အောက်ငယ်သားတယောက်ဖြစ်ခဲ့တာပါသူက Hour of Joy မှာလူအများကြီးကိုရှင်းထုတ်ခဲ့ပါတယ်ဒေါက်တာ Preston နဲ့ဒေါက်တာ Newman တို့ကိုသူတို့ပုံနေတဲ့နေရာမှာရှာတွေ့ခဲ့တယ်ပြီးတော့ Hacky Wacky ကစက်ယုံရဲ့ပင်မအထက်မှာလုံခြုံရေးအဆောင်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့တယ်တလောက်နှစ်တွေကြာကြီးအမှုထမ်းခဲ့တာတောင် Chapter 5ရဲ့အဆုံးမှာ Prototype က Hacky ကိုတတ်ဖို့ဆုံးဖြတ်လိုက်တဲ့ဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်း theory တွေရှိပါတယ် theory တဲ့အသုံးမဝင်တော့ခြင်းပထမဆုံးနဲ့အဖြစ်နိုင်ဆုံး theory ကတော့ Hacky ကသူ့အတွက်အသုံးမဝင်တော့လို့ပါအရင်ဆုံး Hacky ကလုံခြုံရေးအဆောင်ပြောင်းနေတဲ့တာဝန်မကျေခဲ့ဘူးဂျော်နီက Poppy နဲ့တွေ့သွားပြီး Playtime Game ရဲ့အထက်ကိုဝင်သွားတာကိုမကာကွယ်နိုင်ခဲ့ပါဘူး Chapter 1သူပြုတ်ကျသွားပြီးတဲ့နောက်မှာတော့ Prototype ကသူ့ကိုနောက်ထပ်အခွင့်အရေးကိုပေးခဲ့ပါတယ်Hacky Wacky ကိုကုသပေးခဲ့တယ်ဒီနောက်မှာ Hacky ကစက်ယုံရဲ့တက်ခွဲခန့်အထက်တွေအတွက်လုံခြုံရေးအဆောင်အနေနဲ့ဆက်လုပ်ခဲ့ပုံရပါတယ်ဒါကြောင့် Chapter 4ရဲ့အဆုံးမှာဂျော်နီကလုံခြုံရေးစနစ်ကိုဖွင့်လိုက်တဲ့အခါသူပေါ်လာတာပါအထက်ပေါင်းများစွာကနေတွန်းချခဲ့တဲ့ဂျော်နီကိုမြင်လိုက်ရတဲ့အခါHacky ကတောသားတွေတအားထွက်လာပါတယ်တွန်းချခဲ့တဲ့ပေါ်ကလေးစားချေချင်တဲ့သဘောလည်းဖြစ်နိုင်သလို Prototype စီမှာသူအခြေအနေမကောင်းတော့ဘူးဆိုတာကိုသိနေလို့လည်းဖြစ်နိုင်ပါတယ်Hacky တခါကြရှုံးခဲ့တယ် Prototype ကသူ့ကိုနောက်ထပ်အခွင့်အရေးတစ်ခုပေးခဲ့တယ်အခုကတော့သူ့အတွက် Prototype ရှေ့မှာမျက်နှာရမလားဒါမှမဟုတ်လုံးဝပျက်စီးသွားမလားဆိုတဲ့အခွင့်အရေးပါပဲ Prototype ကသူ့ကိုစန့်ကျင်တဲ့သူဒါမှမဟုတ်တာဝန်မကျေတဲ့သူတွေကိုတော်တော်လေးရက်ဆက်တတ်တယ်ဆိုတာလူသိများပါတယ် Hacky လည်းသူ့ရဲ့အာဏာရှင်စနစ်အောက်မှာနှစ်ပေါင်းများစွာနေလာခဲ့တော့တောက်ကောင်းကောင်းသိမှာပါ Prototype ကသူ့ရည်မှန်းချက်တွေကိုအကောင်အထည်မဖော်ပေးနိုင်တဲ့ဘသူကိုမဆိုရှင်းပြဖို့ဝန်မလေးပါဘူးဒါကို Chapter 3မှာ Capnet ဘလို့တည်ခဲ့ရလဲဆိုတာကြည့်ရင်သိနိုင်ပါတယ် Capnet က Chapter ရဲ့အဆုံးမှာဂျော်နီကိုမတတ်နိုင်ခဲ့ဘူးဒါကြောင့် Prototype ကသူ့စီမှာသစ္စာအရှိဆုံးနဲ့အလုပ်အကျိုးစားဆုံးလက်အောက်ငယ်သား Capnet ကိုတတ်ဖြစ်ဖို့ဆုံးဖြတ်လိုက်တာပါ Capnet ဆိုတာ Prototype ကိုပူစော်ပါတာတဲ့အထိသခင်တယောက်လိုသစ္စာရှိခဲ့ရတဲ့ကောင်ပါဒါပေမဲ့ Prototype ကတော့သူ့ရဲ့လုပ်ငန်းစဉ်တွေရှေ့ဆက်ဖို့နဲ့စက်ရုံအပေါ်သူ့ရဲ့အာဏာကိုတိုးချဲ့ဖို့အတွက်ဆိုရင်ပါမဆိုလုပ်မှာပါဒါကြောင့် Capnet ကိုလည်းတတ်တယ်အခုလည်း Prototype ဟာ Hacky ဟာသူ့ကိုနောက်တစ်ချိန်ထပ်ပြီးစိတ်ပြတ်စေခဲ့ပါတယ်သူ့အစီအစဉ်အတွက်အကူအညီမဖြစ်တော့ဘူးဆိုတာသိသွားလို့သူ့ကိုအပီးတိုင်ရှင်းပြဖို့အစဉ်သင်ဖြစ်နေခဲ့တာပါ Theory နံပါတ်2 Prototype ရဲ့စိတ်ပြတ်မှုနဲ့ Hacky ရဲ့အသေးအတန်ဖြစ်မှု Prototype ဟာချွမ်ချုံချုံနဲ့စကားပြောနေတော့ Hacky ကိုစိတ်ပြတ်နေပြီဆိုတာပြသခဲ့ပါတယ်Hacky ကဂျော်နီကိုအမြန်မတတ်နိုင်ရင်သူ့အသက်ပါသွားနိုင်တယ်ဆိုတာသူသိပါတယ်ဒါကြောင့်သူကဂျော်နီကိုဖမ်းဖို့အရန်လောနေတာပါသူဘလောက်လောနေလဲဆိုရင် Chapter 1နဲ့ Chapter 5ရဲ့လိုက်ဖမ်းတဲ့ပုံစံတွေမှာကွာခြားနေတာကိုကြည့်သိနိုင်ပါတယ် Chapter 1မှာ Hacky ကဂိမ်းမြင့်အဆုံးထိတိုင်အောင်ဂျော်နီကိုဝင်မတိုက်ခိုက်ပါဘူးအဲ့ဒီအစားဂျော်နီကဘာတူလဲဘာလုပ်နေတာလဲဆိုတာသိရအောင်စက်ယုံထဲမှာတိတ်တဆိတ်နှောက်ရောင်ခံလိုက်နေခဲ့တာပါ Hacky တကယ်တမ်းတိုက်ခိုက်ဖို့ကြိုးစားတဲ့ခါမှတောင်ပြေးမလိုက်ပါဘူးဖြည်းဖြည်းချင်းလမ်းလျှောက်ပြီးခြောက်ချားပွေရလိုက်လာရုံမှာလေဝင်လေထွက်ပေါက်တွေထဲရောက်သွားတဲ့အခါတောင်အတော်အသင့်မြန်တဲ့နှုံးနဲ့ပဲသွားပြီးလိုက်လာပါတယ်
ကျော်နစ်စီရောက်ဖို့နေရန်တွေဂိတ်တကားတွေကိုဖျက်ဆီးတာမျိုးမလုပ်ပါဘူး။ဒါပေမဲ့ Chapter 5 မှာတော့ Haki ကကျော်နစ်ကိုဖမ်းမိဖို့တိတိတတကိုပို့ပြီးအသေးအတန်ဖြစ်နေပါတယ်။တန်တကားတွေကိုချိုးဖျက်တယ်။ဒေါသတကြီးအော်ဟစ်တယ်။မှန်တွေကိုခွဲဝင်တယ်။တက်လေကားပေါ်ခုန်တက်ပြီးအပေါက်တွေအများကြီးဖြစ်အောင်ထိုးဖောက်တယ်။ Haki ကအရန်ကိုလောနေတာပါ။ Theory နံပါတ် 3 ခန္ဓာကိုယ်အစိတ်ပိုင်းများစုဆောင်းခြင်းဒီ theory မစခင်မှာ channel လေးကို subscribe မလုပ်ရသေးရင်လုပ်ထားပေးဖို့တောင်းဆိုပါရနော် prototype ကမမ်မီလောင်းလက်စကားအရာဆိုရင် Haki ကိုသူ့ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်စေချင်လို့တတ်လိုက်တာလည်းဖြစ်နိုင်ပါတယ်သူ့စီမှာ Haki ရဲ့လက်တစ်ဖက်ရှိနေပြီးသားပါဒါပေမဲ့အဲ့ဒါကမလုံလောက်ဘူးဆိုရင်ကော chapter အားလုံးကနေသိရတဲ့လောက်က prototype ဟာတခြားစမ်းသပ်ခံတွေရဲ့အစိတ်ပိုင်းတွေကိုအမြဲတမ်းစုဆောင်းပြီးသူ့ရဲ့ပုံပြက်ပန်းပြက်ခန္ဓာကိုယ်မှာတက်ဆင်နေတဲ့ဆိုတာပါပဲ Chapter 5 ရဲ့ Lily Love အပိုင်းမှာ Prototype စီမှာ Haki ရဲ့လက် Casey ရဲ့လက်မမ်မီရဲ့လက်နဲ့ Cabinet စီကယူထားတဲ့ Cabinet ရဲ့ပိုက်အနီရောင်အခိုးငွေ့ထုတ်လွှတ်နိုင်တဲ့စွမ်းရည်တွေရှိနေတာကိုတွေ့ရပါတယ် Prototype ကဘာလို့ဒီလိုလုပ်နေရလဲဆိုတာသေချာအတိမပြုနိုင်သေးပေမဲ့တခြားဘယ်အယုတ်ဒါမှမဟုတ်ဘသူကားမှချင်းချောက်လို့မရတဲ့အလွန်အစွမ်းထက်တဲ့စူပါစမ်းသပ်ခံကြီးဖြစ်လာဖို့ကြိုးစားနေတာဖြစ်နိုင်ပါတယ်ဒီလိုဆိုရင် prototype ကသူ့ကိုယ်သူပိုတန်မာလာစေဖို့ Haki ရဲ့တခြားခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုအသုံးပြုချင်တာလုံးဝအတိတ်ပဲရှိပါတယ်။ Haki မှာသိစေနိုင်လောက်တဲ့အင်အားနဲ့ချွန်ထက်တဲ့သွားတွေအများကြီးရှိတာသိပါတယ်။ prototype မှာသာ Haki ရဲ့လက်နှစ်ဖက်စလုံးနဲ့သွားတွေအစုံလိုက်ရှိနေရင်သူဘာတွေလုပ်နိုင်မလဲဆိုတာစမ်းစားတာကြည့်ပါတော့ရှင်။ Chapter 6 မှာ prototype က Haki နဲ့ Casey တို့ရဲ့တခြားလက်တွေဒါမှမဟုတ်သူတို့ရဲ့သွားကြီးတွေကိုတက်ဆင်ထားတာမြင်ရမယ်ဆိုရင်တော်တော်ကြောက်ဖို့ကောင်းမှာပါ Theory နံပါတ် 4 Casey ကြောင့်စိတ်ပြောင်းသွားခြင်းနောက်ထပ် theory တစ်ခုကတော့ Haki ဟာ Casey Missy ကိုတွေ့တာကြောင့် Casey တို့ဘက်ကိုပါသွားတော့မယ်ဆိုတာကို prototype ကသိသွားလို့သူ့ကိုတတ်လိုက်တာပါအစောကဖော်ပြခဲ့တယ်လို့ပဲ prototype က Casey နဲ့ကြည်နူးစရာပြန်လဲစုံစည်းနေတဲ့ Haki ရဲ့အနောက်ကနေရောက်လာပြီးသူ့ရဲ့လက်သေးနဲ့ထိုးဖောက်လိုက်တာပါသူ့ရဲ့တိုက်ခိုက်မှုအမြန်နှုန်းနဲ့တိတ်ဆိတ်မှုကိုကြည့်ရင်prototype ကအနီးနားမှာတော်တော်ကြာကြာရှိနေခဲ့ပြီးဘာတွေဖြစ်နေလဲဆိုတာကိုစောင့်ကြည့်နေခဲ့ပုံရပါတယ်။သူက Haki ဟာကျော်နီကိုကြမ်းပြင်မှာဖိထားပေမဲ့ Casey Missy ကိုမြင်တဲ့အခါလွတ်ပေးလိုက်ဖို့ဆုံးဖြတ်လိုက်တာကိုမြင်ခဲ့တာပါ။ Casey အနားရောက်လာပြီးသူ့ကိုထိလိုက်တဲ့အခါ Haki ရဲ့ဒေါသတွေဖြည်းဖြည်းချင်းလျော့ကျသွားတာကို prototype ကမြင်လိုက်ပါတယ်။ prototype ထင်တာကတော့တစ်ချိန်ကလူသက်ဆက်ကြီးဖြစ်ခဲ့တဲ့ Haki ဟာကောင်းတဲ့ဘက်ကိုကူးပြောင်းတော့မယ်လို့ထင်လိုက်တာဖြစ်နိုင်ပါတယ်။ဒါက Haki ဟာသူ့အတွက်အသုံးမဝင်တော့လို့တပ်ပစ်လိုက်တယ်ဆိုတော့အရှင် theory နဲ့လည်းဆက်နေပါတယ်။ Haki ကကောင်းတဲ့ဘက်ကိုရောက်သွားပြီးဘက်ပြောင်းသွားရင် prototype ရဲ့အစီအစဉ်အတွက်လုံးဝအသုံးမဝင်တော့ပါဘူး။ Haki Waki သာစိတ်ပြောင်းသွားရင် prototype ကိုတောင်ချင်းချောက်လာနိုင်တဲ့အန်ဒီရတစ်ခုဖြစ်လာနိုင်ပါတယ်။ theory 5 prototype ကိုအန်ဒီရပေးနိုင်စွမ်းရှိလာခြင်းဒါကနောက်ထပ် theory တစ်ခုကိုဦးတည်သွားစေပါတယ်။အဲ့ဒါကတော့ Haki ကသူ့ကိုအန်ဒီရပေးနိုင်တဲ့အလားအလာရှိလို့ prototype ကတပ်ပစ်လိုက်တာပါ။ Chapter 5 ကလိုက်ဖမ်းတဲ့အခန်းတွေမှာထူထဲတဲ့တံပြားတွေကိုအကြိမ်ကြိမ်ချိုးဖျက်ပစ်နိုင်လောက်အောင်ဒေါသထွက်နေတဲ့ Haki ရဲ့ခွန်အားကိုတွေ့ခဲ့ရပါတယ်။ပြီးတော့ prototype ကိုကြောက်လန့်တကြားထွက်ပြေးသွားစေခဲ့တဲ့ Casey ရဲ့ခွန်အားကိုလည်းတွေ့ခဲ့ရပါတယ်။ Haki ဟာလည်းဒေါသအရန်ထွက်လာရင် prototype ကိုပြန်လဲတိုက်ခိုက်နိုင်ပါတယ်။ Haki နဲ့ Casey သာပေါင်းလိုက်ရင်သူတို့က prototype ကိုတပ်ပစ်နိုင်ဖို့ဒါမှမဟုတ်အပြင်းအထန်တန်ရာရသွားစေဖို့အလားအလာရှိတယ်လို့ထင်ရပါတယ်။ prototype ကသာ Haki ဟာသူ့ရဲ့သစ္စာရှိတဲ့လက်အောက်ခံမဟုတ်တော့ဘူးဆိုရင် Haki ကသူ့အသက်ကိုအန်ဒီမပေးခင်အခွင့်အရေးရတော့ရှင်းပစ်လိုက်တာပိုကောင်းမယ်လို့တွေးခဲ့တာဖြစ်နိုင်ပါတယ်။ပြီးတော့တခြားအယုတ်တွေကသာ Haki ဟာ prototype လက်အောက်မနေတော့ပဲလမ်းခွဲထွက်လိုက်ပြီးဆိုတာကိုသိသွားရင်သူတို့လည်းအဲ့ဒီလိုလုပ်ဖို့တတ်တိတွေရလာနိုင်ပါတယ်။အယုတ်တော်တော်များများဟာ prototype ကိုကြောက်လို့ဒါမှမဟုတ်သူကအသက်ရှင်ဖို့လိုအပ်တဲ့အရင်းမြစ်တွေထောက်ပံ့ပေးနေလို့သာတစ္ဆာခံနေရတယ်ဆိုတာအမှားတို့သိပြီးသားပါစက်ရုံတစ်ခုလုံးမှာအကြောက်ရဆုံးအယုတ်တွေထဲက Haki Waki ဟာ Casey ရဲ့ prototype ကိုပြန်တိုက်ခိုက်တဲ့ဘက်ကိုကူးပြောင်းသွားတယ်ဆိုရင်ကျန်တဲ့ရုပ်တွေဟာနှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့တဲ့လွတ်လပ်ခွင့်မျှော်လင့်ချက်ကိုနောက်ဆုံးမှာရရှိသွားနိုင်ပါတယ်ပြီးတော့သူတို့ဟာ prototype ကိုအပြီးတိုင်ဆုံးသတ်ဖို့အတွက်သူတို့အသက်ကိုယ်တောင်သူတို့ဂရုစိုက်မှာမဟုတ်တော့ပါဘူးကဲprototype က Haki Waki ကိုဘာလို့တတ်လိုက်တာလဲဆိုတဲ့ theory တွေကိုဆွေးနွေးပြီးသွားပြီဆိုတော့အခုသူတည်သွားပြီ။ဘာဆက်ဖြစ်မလဲဆိုတဲ့မေးခွန်းနဲ့ကြံပါသေးတယ်။ဒီ theory 5 ခုတည်းကဘယ်အချက်ကဖြစ်နိုင်ဆုံးလို့သင်ထင်လဲ။ comment မှာရေးခဲ့ပါအောင်ရှင်။ channel လေးကိုလည်း subscribe ထားဖို့မမေ့ပါနဲ့နော်။